British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင် British တွေခရောက်တဲ့ဆက်ပေးမဲ့သတင်းချောင်းတွေကတော့တနိုင်ငံလုံးအံ့ဩအားကြကုန်တဲ့တရုတ်ဆောင်မင်းသမီးကြီးမေတ္တနုရဲ့သားမင်းသက်မောင်မောင်ရဲ့မင်္ဂလာသတင်းတွေပဲဖြစ်ပါရီမင်္ဂလာပါ British တွေမင်းသမီးကြီးမေတ္တနုရဲ့သားဖြစ်သူမင်းသက်မောင်မောင်နဲ့မင်းသမီးကြီးလင်းစာနေစောရဲ့သမီးဖြစ်သူမျိုးလင်းကိုကိုရောဟာအနုပညာမျိုးရိုးကနေစင်တက်လာကြတဲ့မျိုးဆက်တဲ့လူငယ်နုပညာရှင်များအဖြစ် British တွေရဲ့စိတ်ဝင်စားပေးမှုနဲ့အားပေးမှုကိုအပြည့်အဝရရှိထားတဲ့သူဖြစ်ပါတယ်။မင်းသက်မောင်မောင်ဟာမြန်မာရုပ်ရှင်လောကတွင်အကယ်ဒမီများစွာရရှိထားပြီး British တွေရဲ့ချစ်ခင်အားပေးမှုကိုရာစုနှစ်တစ်ခုနှစ်ပါထိတ်သိမ်းထားနိုင်တဲ့ထိတ်တန့်မင်းသမီးကြီးမေတ္တနုရဲ့သားတူဖြစ်ပါတယ်။မိခင်ရဲ့အနုပညာအမွေကိုစက္ကန့်ကရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများကြောင်းများနဲ့အနုပညာလှုပ်ရှားမှုများတွင်ပါဝင်တရုပ်ဆောင်ရရှိတာဖြစ်ပါတယ်။မိခင်ဖြစ်သူမေတ္တနုရဲ့နာမည်ကုတ်တရိတွေနဲ့အတူမိမိကိုယ်တိုင်စူးစမ်းအားထုတ်မှုရုပ်ရည်တက်ပြတ်မှုတွေကြောင့်လူငယ်ပရိသတ်တွေရဲ့အကြမ်းမှာရေပန်းစားနေတဲ့ဒရိုင်တာတရုပ်ဆောင်ကျိုးအဖြစ်နေရာယူထားနိုင်ခဲ့တဲ့ဖြစ်ပါတယ်။အလားတူပဲမြို့လင်းကိုကိုတီလည်းဇလန်ကျွဲများနဲ့ရုပ်ရှင်စကားပေါင်းများစွာတွင်ဝါရဲ့နုပညာရှင်တို့အဖြစ်ရပ်တည်နေတဲ့မင်းသမီးကြီးလင်းစာနေစောရဲ့သမီးဖြစ်ပါတယ်။မိခင်ဖြစ်သူရဲ့အနုပညာဗီဇကိုအပြည့်အဝရရှိထားတဲ့သူဖြစ်ပါတယ်။မြို့လင်းကိုကိုပညာရေးကိုပြီးမြောက်အောင်တင်ယူခဲ့တယ်လို့အနုပညာပိုင်းမှာလည်းတပ်ပုံမော်ရဲကြောညာများနဲ့အနုပညာလှုပ်ရှားမှုများ၌ချစ်စပွဲပုံစံခညာဆွဲဆောင်မှုရှိတဲ့ပင်ကိုဟန်တို့ဖြင့်ပရိသတ်တွေရဲ့အချစ်ကိုရရှိထားပိုင်ဆိုင်ထားသူဖြစ်ပါတယ်။၎င်းတို့အစလုံးဟာနုပညာလောကတွင်အောင်မြင်ကျော်ကြားနေတဲ့မိခင်များရဲ့အရေးအောက်ကနေပြီးမိမိတို့ရဲ့အနုပညာဝါသနာနဲ့စူးစမ်းအားထုတ်မှုကိုအခြေခံကကိုပိုင်ခြေလှမ်းများဖြင့်ရှောက်လန်းနေကြတဲ့အနုပညာမျိုးဆက်သစ်များဖြစ်ရာ British တွေကလည်း၎င်းရဲ့ရှေ့ဆက်မဲ့နုပညာကီးစင်တဲ့လှုပ်ရှားမှုများကိုစိတ်ဝင်စားစွာနဲ့ဆက်လက်ဆောက်ကြည့်အားပေးလျက်ရှိနေတာဖြစ်ပါတယ်။ဒါအပြင်မင်းသက်မောင်မောင်နဲ့မျိုးလင်းကိုကိုတို့နှစ်ယောက်ကို British တွေကသဘောတူနေခဲ့ကြလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာအရန်ကိုလိုက်ဖက်ပြီးသူတို့နှစ်ယောက်ကိုချစ်သူတွေတော်စေချင်နေခဲ့ကြလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကျူတွေအနေနဲ့ရောတရုတ်ဆောင်မင်းသားဒရိုက်တာမင်းသက်မောင်မောင်နဲ့ညူလင်းကိုကိုတို့နှစ်ယောက်ကိုသဘောတူကြလားဆိုတော့ကောမမရေးသွားခဲ့ကြပါဦးရှင်။